အားလုံးပဲမင်္ဂလာပါ Audio Book Diary အစီအစဉ်မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးသိပ္ပံမောင်ဝါရဲ့ဒို့ဆရာဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုခန်းစားတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒို့ဆရာဝိဇ္ဇာတန်းကိုအောင်မြင်သည်မှာအတော်ကြာပေပြီအတော်ကြာသည်ဆိုရာ၌9နှစ်6နှစ်ခန့်ကြာသည်ကိုဆိုလိုသည်ဝိဇ္ဇာတန်းကိုအောင်မြင်ပြီးနောက်တက္ကသိုလ်မှမခွာရသောကြောင့်ဆရာဆက်၍လောက်ကင်နေသူတွေသည်ဆရာလုံနေသောကြောင့်ဒို့ဆရာဒီဟုသောအမည်တို့ကိုရ၏မြို့အုပ်အလုပ်ကိုလုပ်မည်ဆိုလျင်ဒို့မြို့အုပ်အမည်ကိုရမည်ကမလွယ်ဝင်တော့လုပ်ကိုဝင်၍လုပ်မည်ဆိုပါလျင်ဒို့ဝင်တော့ပွဲကိုရမည်လည်းမလွယ်ပေဤမြတတ္တိယူရှိသောပုဂ္ဂိုလ်ကြီးပေသည်ဒို့ဆရာကတက္ကသိုလ်ကျောင်း၌နေရာတကာတွင်ထင်ရှားပေါ်လွင်သောဆရာတဦးဖြစ်လေသည်တက္ကသိုလ်ဆရာများသည်ပညာသင်ကြားရာ၌ကြော်ကြားကြပေလိမ့်မည်တို့ရာတွင်ဒို့ဆရာလောက်အသုံးဝင်သောဆရာကမရှိပေမြစ်သည်ရေမရှိလျင်မတင့်တယ်တကယ်သို့အိုင်သည်ကြာမရှိလျင်မတင့်တယ်တကယ်သို့တိုင်းပြည်သည်မင်းမရှိလျင်မတင့်တယ်တကယ်သို့ရန်ကုန်တက္ကသိုလ်ကြီးသည်ဒို့ဆရာမရှိလျင်တင့်တယ်မည်မဟုတ်ပေကျောင်းဆရာလုံနေတော့လဲဒို့ဆရာမှာစစ်မှုဆရာကိုများစွာဝါသနာပါ၏လေ့လာ၏ကျွမ်းကျင်၏ကျောင်းသားများစစ်တပ်များသင်ကြားမှုတွင်ဒို့ဆရာမပါလျင်မပြီးအမြဲပါဝင်ရလေသည်ကျောင်းသားများစစ်ရေးပြလျင်ဒို့ဆရာမှာစစ်တပ်ကိုဦးစီးသောစစ်သူကြီးဖြစ်၏ကျောင်းပိတ်သောအခါကျောင်းသားစစ်သည်တော်တို့သည်တမျိုးမျိုးသို့ပျော်ဝဲစားထွက်လေရှိကြသည်ထိုအခါများတွင်ဒို့ဆရာပါသည်မြဲဖြစ်၏ကျောင်းတွင်အငိမ့်ခံမည်ဆိုလျင်ဒို့ဆရာပင်အငိမ့်ငှားရ၏ကျောင်းတွင်အစည်းအဝေးရှိလျင်ဒို့ဆရာပင်အကျွေးမွေးကိုစီမံပေးရ၏ကျောင်းတွင်မိထုံးဝဲလုပ်မည်ဆိုလျင်ဒို့ဆရာပင်လူကြီးလူကောင်းတို့ကိုဖိတ်မှန်ခြင်းပြုရ၏မြို့ထဲတွင်လိုသောအရာရှိလျင်ဒို့ဆရာပင်ဧည့်ခံခြင်းလုပ်ကိုဆောင်ရွက်ရ၏ဒို့ဆရာမပါလျင်မြည်သည့်အလုပ်သည်စီစီကားကားဖြစ်နိုင်တော့အံ့နီဒို့ဆရာကစိန်တွေအများကြီးဝတ်စားနိုင်သောမိမကြီးကြီးငယ်ငယ်တို့ပေါ်ရာရန်ကုန်မြို့ကြီးတွင်အတိအကျွဲများသောပုဂ္ဂိုလ်ကြီးလည်းဖြစ်ပေ၏ကျောင်းတွင်ပွဲလန်းသဖြင့်ကျင်းပတော့မည်ဆိုလျင်ရန်ကုန်မြို့တွင်မှလာကြသောဧည့်သည်တို့ကိုဧည့်ခံနေရသည်နှင့်ပင်မအားတော့ပြီအလုံများလာပါပြီတက္ကသိုလ်ကျောင်း၌အလူပွဲများကိုဆင်ရင်ကျင်းပသောအခါများတွင်လည်းဒို့ဆရာမှာအလုတ်ပြက်အကင်ပြက်အမှုပွေလှပေ၏ပွဲကားမိသူဝစ်စားရန်အဝစ်စားတွေလည်းဒို့ဆရာဆိုင်းဆရာများကိုငှားရမ်းသည်လည်းဒို့ဆရာဇက်တိုက်သောအခါအမြဲအကြံပေးသည်လည်းဒို့ဆရာလက်မှတ်ရောင်းရသူကလည်းဒို့ဆရာဇက်တိုက်သောအခါအမြဲအကြံပေးသည်လည်းဒို့ဆရာပွဲတွင်ဧည့်ခံရသူမှလည်းဒို့ဆရာအောင်မလေးဟဲ့ဒို့ဆရာတက်နိုင်ပါချေရဲ့ဒို့ဆရာမှာယခုမှသာဤဂုံတူးမျိုးနှင့်ပြည့်စုံသည်မဟုတ်ဒို့ကျောင်းသားဘဝတုန်းကပင်ပြည့်စုံလာသူဖြစ်လေသည်တက္ကသိုလ်ကျောင်းရှိအသင်းတိုင်းလူမှာပင်ဝေဒိန်အကျိုးဆောင်ကော်မတီအစရှိသောအမှုဆောင်များဖြစ်ခဲ့ပြီဒို့ဆရာမပါသောအသင်းကမရှိသလောက်ရှားလေသည်အသင်း၏အားထားရာပုဂ္ဂိုလ်ကြီးဖြစ်ခဲ့၏အထူးသဖြင့်ကျောင်းဧည့်ခံကော်မတီများတွင်အမြဲပါဝင်ရသူတစ်ယောက်ဖြစ်ခဲ့လေသည်တက္ကသိုလ်ကျောင်းသူတို့အားတော်ကျောင်းသားသွား၏ဧမခံဝင့်ဤရာသည်လွယ်ကူသောအရာမဟုတ်မျက်နာအလွန်ရှိန်တိန်တိန်နေသောအရာဖြစ်လေသည်ဤမြစကားကောင်းသူဖြစ်စေကမူကျောင်းသူကလေးတို့ကဧည့်ခံသို့နေရာသို့ကြလျင်စစ်လာ၍သာလာမြင်ပဲထိုအခါ၌ဒို့ဆရာကိုတောင်းပန်ကြရကုန်၏ဒို့ဆရာဧည့်ခံလိုက်မှနေရာတကျဖြစ်သွားလေတော့သည်အဖေကြောင့်မှနီတက္ကသိုလ်ကျောင်းသူတို့နှင့်အတီအကျွမ်းများသူဖြစ်သောကြောင့်ပဲအတီအကျွမ်းများယုံများမကသည်တက္ကသိုလ်ကျောင်းကြီးတွင်တဝန်းခွဲနှစ်ဝန်းခွဲနှမကလေးများပေါ်သူလည်းဖြစ်ပေ၏ထိုနှမကလေးများနှင့်ဆွေးနွေးရန်နတ်နန်းဟူ၍တွင်ခဲ့ဘူးသောဗတ်လန်းရှိမိန်းကလေးများနေထိုင်ရာကျောင်းသို့ရောက်ခဲ့သည်မှလည်းမရေတွက်နိုင်ပြီထိုသောနှမဝန်းကလေးများမှာကျောင်းမှထွက်သွားကုန်ကြပြီယခုဒို့ဆရာဖြစ်သို့ရောက်သောနှမဝန်းကလေးများအစားတူမဝန်းငယ်ကလေးတွေပေါ်များလျက်နေပြန်၏ထိုတူမဝန်းငယ်ကလေးများကိုစောင့်ရှောက်ဆုံးမရန်အတွက်အင်းလျားကျောင်းဆောင်ဘက်သို့
ခြေဦးလှည့်ရပြန်လေသည်အေယာဝတီမြစ်ကြီးရေသည်ကုန်ခန်းသည်ဟူ၍မရှိအမြဲစီးစိမ်၍နေပြီးတကဲ့သို့တက္ကသိုလ်ကျောင်းတွင်လည်းဒိုးဆရာ၏နှမဝမ်းခွဲကလေးများတူမဝမ်းခွဲကလေးများသည်ကုန်ခန်းသည်ဟူ၍မရှိအမြဲပင်ထက်တလဲလဲရောက်၍လာရကုန်၏ထိုနှမဝမ်းခွဲကလေးများတူမဝမ်းကလေးများအတွက်အစားအစာရာတွင်စီမံဆောင်ရွက်ပေးရလေသည်တို့ဖြစ်သောကြောင့်ထိုတူမနှမဝမ်းခွဲကလေးများ၏အားထားရာကြီးလည်းဖြစ်ပေ၏ငါ့ကိုကုန်းမော်သို့တင်လိုက်မည်ဆိုလျင်မနေတတ်ဖြစ်တဲ့ကဲ့သို့ဒိုးဆရာအင်းလျားကျောင်းဆောင်သို့မသွားလျင်သူ၏တူမဝမ်းခွဲကလေးတို့မှာမနေတတ်မထိုင်တတ်ဖြစ်ချေတော်မည်ဒိုးဆရာကတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်းလုံး၏ညနေဖုံးကြီးဖြစ်ပေ၏သူတကာ၏အကျိုးကိုဆောင်ရွက်ရ၌မိမိ၏အကျိုးကိုမကြည့်ပေသူတကာ၏အကျိုးဆောင်ကြည့်ပါတကား။ဩဒိုးဆရာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။